ကျွန်တော်ပြောပြမယ်နော်ကျွန်တော်ရခိုင်တိုင်းရသားတွေကိုရခိုင်သားတွေကိုရခိုင်တိုင်းရသားတွေကိုကျွန်တော်လည်းရခိုင်သားရသားတစ်ယောက်ပဲနော်ဘာဖြစ်လို့ဒီလိုစကားတွေပြောရလဲဆိုတော့မင်းတို့သိအောင်ပြောပြမယ်နော်ဟိုးငါတို့ငငယ်တုန်းကဖြစ်ခဲ့တဲ့အရာဝတ္ထုတွေပြန်ကြည့်လို့မရအောင်ငငယ်တုန်းကမင်းတို့ပြောခဲ့တဲ့လိုက်ပေါ်တွေမှာကြည့်တယ်မင်းခေါ်တယ်နဲ့နေရတာတွေဖျောက်တယ်နဲ့နေရတာတွေရန်ခောက်ခိုက်ကကြံခဲ့လေနော်ကြံခဲ့လေမင်းတို့ကငင်းချင်းရတော့နော်မင်းတို့ငင်းချင်းရတော့နော်ညာကတိုက်ပွဲမဖြစ်ဘူးကွာတိုက်ပွဲမဖြစ်တော့မင်းတို့လမ်းတွေတရားတွေနော်ရန်ကုန်နဲ့စစ်တွေတို့ကြောက်တော်တို့နော်အကုန်လုံးနော်လမ်းတွေဖောက်ပြီးတယ်လမ်းတွေဖောက်ပြီးတယ်လမ်းတွေဖောက်ပြီးတော့မင်းတို့စစ်တွေရေးလမ်းမတွေလုတ်ပြီးတယ်နော်တက်မတော်ပါပဲဒါတက်မတော်စီဆိုင်ပြေးတာပဲနော်မင်းတို့ကဒါတွေမပြန်တွေးဘူးပြန်မတွေးအတွက်ပြန်မကြည့်ဘူးမင်းတို့ဖြစ်ရှင်တာပဲတွေးတာနော်မင်းတို့ကငါတို့နေခဲ့တဲ့စစ်နော်ပုံနာကျွန်းတို့စစ်တွေတို့ဆိုနော်ကားလမ်းတွေဖြူနေနော်မင်းတို့လှုပ်လိုက်တာကားလမ်းတွေအင်းကြီးရတယ်ဘေကိုရောက်သွားလဲနော်ဘေကိုရောက်သွားလဲငါပြောရှင်တာနော်အဲ့တော့မင်းတို့တယူစတန်တော့မလုံနဲ့ကွာဘာလို့ဒီတိုင်းရန်သားဘောဆိုတော့အကုန်လုံးကသူ့ကိုသူအုပ်ချုပ်ရှင်တဲ့လူတွေကြီးပဲနော်ဒါမင်းမင်းတို့ကမဖြစ်လို့မပေးတာတပြိုတကွေးဖြစ်တော့မှကြောက်လို့တယောက်ကိုမပေးတာနော်တမတော်ကလေဖွေးစည်းတစ်ခုထားတယ်ဆိုတာတိုင်းရသားဘောဆိုဖွေးစည်းထားတာတဲ့ရနော်တိုင်းရသားဘောဆိုဖွေးစည်းထားတာနော်ဘာဖြစ်လို့ဒီလိုစကားတွေပြောရတယ်မင်းတို့ကတက်မတော်မကောင်းနဲ့မင်းတို့ကပြောနေတာငါတခါကျမခံနိုင်ဘူးပေါ့မခံနိုင်ဘူးငါတက်မတော်သားတယောက်ဖြစ်လို့လားမင်းတို့မေးလိမ့်မယ်တက်မတော်သားမဟုတ်ခင်တက်မတော်ချစ်ပါဘာလို့တက်မတော်ပြည်သူနဲ့ဒိုင်းလူတောနေတာပြည်သူရဲ့လိုအားချက်အရာတက်မတော်ဖြစ်စည်းနေတာပဲရှိတယ်နော်မင်းတို့ကပွေးရှိရာဖြာခန်းတယ်လို့ဖြစ်နေတယ်နော်မင်းတို့ပွေးရှိရာဖြာခန်းတယ်ငါစစ်သားဘောဖြစ်တော့နော်ငါစစ်သားဘောဖြစ်တော့ငါအမေစီကိုငါအလေတော်တယ်နော်အလေတော်တယ်နော်ရွာကဖွေးတွေအကုန်လုံးအေးကြီးပဲထောက်ခံတယ်နော်ရွာကဖွေးတွေရောအနာကပင်ဝန်းကျင်ရွာတွေအဖွေးတွေအကုန်လုံးအေးကိုထောက်ခံတယ်ဒါမြင်ငါ့ကိုမျိုးတို့ဆွေးဆောင်လာတယ်အများကြီးပဲငါမပါခဲ့ပါဘူးငါလူအတယောက်မဟုတ်တယ်ငါမပါဘူးနော်ဘာဖြစ်လို့မပါလဲဆိုတာမင်းတို့လောက်ရက်ကတကူကောက်စင်တွေလောက်ရဖြစ်နေလို့ပဲနော်လူဆိုတာလူတို့သိဖို့လိုတယ်ကွာမင်းတို့လိုချင်ကျန်တဲ့တိုင်းရင်းသားတွေလိုချင်ပါပဲဆိုတဲ့အတွေ့ကိုမင်းတို့ကထစ်လိုက်တာအဲ့လိုဆိုပြီးတော့မင်းတို့ကပေါင်းပြီးတက်မတော်ဖြုတ်ခွဲနေတာတက်မတော်မျိုးဖြုတ်ခွဲတယ်နော်အရင်ကဖျောက်ခွဲနေခဲ့တာကိုမင်းတို့ပြစ်လိုက်နော်ဘာလို့အရင်က